တရိစ္ဆာန်လှူတဲ့ဒါနဟာအစတရားကျိုးပေးတယ်မြတ်စွာဘုရားအစတရားဆိုတာလဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲခုတစ်ခါလုပ်တာအစတရားမများလို့မလားမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီပဲဆိုင်တစ်စီဆိုင်ရင်တရသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီဆိုင်လိုက်တာနဲ့တရပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်တာနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုယ်ဆိုင်တုန်းကတစ်စီပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရ